ပြောမယ်ဆိုဟာငါတို့စူးစမ်းခဲ့ပထမဆုံးဒီနေ့ကကျတော့ငါတို့ပထမဆုံးတင်ဖို့ကရက်ပေါ့အဲ့ဒါငါတို့လည်းစူးစမ်းခဲ့ရပေါ့စူးစမ်းနိုင်တော့စူးစမ်းခဲ့ဒါပေမဲ့နေကလုံးဝ like လည်းမပေး subscribe လည်းမလုပ်ဘူးနေ subscribe ပေးလို့ရလားနေကြည့်ရတာ like နဲ့ subscribe ပေးပါလားငါတို့ support ပေးခြင်း like နဲ့ subscribe ပေးနော်သူလည်းပြောခြင်းတယ်ဒါဆိုရင်လာ subscriber ငါတို့ subscribe 10 million ပြည့်သွားတဲ့အချိန် Facebook ပြီးတော့ဒါကျင်ကြလိုက်ပြီ ဟို10 million ဝင်အရင်များပါပြီ okay 1 million နေ1 million များပါ 1k ဟဲ့ဝေးရ 1k okay အဲ့လိုဟာနေတို့ support ခြင်းငါတို့ like and subscribe လုပ်ပေး support ခြင်းမော like and subscribe 1k ပြည့်သွားပြီဆိုရင်သူ့ရဲ့ face ကိုငါပြမယ်သူ့ face ကိုသူပြပါသူက mystery ဖြစ်နေတာပေါ့ 1k ရတဲ့သူ့ face က mystery ဖြစ်နေတယ်ဒီမှာအင်ဂျီပဲရှိတယ်ဘိုင် like and subscribe လုပ်ပေးပါရှင်